အားလုံးပဲမင်္ဂလာပါဗျကျွန်တော် channel ကနေပြီးတော့ပြန်ပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်အခုဟောကြားပေးသွားမှာဗာလဲဆိုရင်ပေါ့နော်ကျွန်တော်အရင်တုန်းကလည်းကျွန်တော်အမြဲတမ်းဟောကြားပေးတယ်အဓိကဟောကြားပေးမယ့်အကြောင်းအရာကပထန်းဆက်ပုံကူများရှိရလာတယ်ကိုယ့်ရဲ့ guardian တွေကိုနဲ့ပတ်သက်နေတဲ့ spiritual war တွေကလာတဲ့သတင်းစကားတွေကိုကျွန်တော်ပြောကြားပေးသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ဒီပေါ့နော်ဗီဒီယိုလေးကိုတေချာနားထောင်ပြီးတော့စိတ်ဝင်စားရဆိုရင်ပေါ့နော်တေချာနားထောင်ပြီးတော့ like ပါကြည့်ရှုပေးကြပါဦးလို့ကျွန်တော်ပြောချင်ပါတယ်ဘာလို့လဲဆိုတော့ဒီမှာကထန်းဆက်တွေရှိရနေပြီးတော့ကျွန်တော်သတင်းစကားတွေကိုကျွန်တော်တောင်းခံပြီးတော့အကုန်လုံးရှိကိုပြန်ပြီးတော့ဟိုပေါ့နော်ဖြန့်ကျက်ပြီးတော့မျှဝေပေးမှာပါအဲ့တော့တေချာလေးလိုက်ပါကြည့်ရှုပေးပါအဲ့တော့ဒီဗီဒီယိုကိုပေါ့နော်အခုကျွန်တော်စပြီးတော့မဟောခင်အသက်ပြင်းပြင်းပေါ့နော်9ခါလောက်ရှူလိုက်ပါအသက်ကိုလုံးဝပြင်းပြင်းလုံးဝဟိုအတွင်းထဲအထိပေါ့နော်စုပ်ထဲထိလေကိုရှူသွင်းပြီးတော့အသက်ကိုခဏအောင်နာပြီးွားရင်ပြန်ပြီးရှူထုတ်ပေါ့နော်အဲ့လိုပုံစံမျိုးလေးတစ်ချက်လုပ်ပေးပါပေါ့နော်ပြီးွားပြီဆိုရင်ကျွန်တော်ဘက်ကနေစပြီးတော့ဒီမှာဟောကြားပေးသွားမှာဖြစ်ပါပေါ့နော်အဲ့တော့တေချာလေးလိုက်ပါနားထောင်ပေးပါပေါ့နော်ဟုတ်ပြီအဲ့ဆိုရင်ကျွန်တော်ဒီရှေ့မှာကျွန်တော်ချထားတဲ့ runes 3-5 ခုရှိပါတယ်အဲ့5ခုတည်းက1 2 3 4 5ပေါ့နော်ကြိုက်တဲ့ runes ကိုရွေးလို့ရပါတယ်တစ်ခုတည်းရွေးလဲရတယ်ဒါမှမဟုတ်ရင်ကိုကတစ်ခုနဲ့မလုံလောက်ဆို2ခု3ခုအဲ့လောက်ထိတော့ရွေးလို့ရတယ်ပေါ့နော်5ခုလုံးတော့မရွေးစေချင်ဘူးဒီတစ်ခေါက်ကဘာလဲဆိုတော့ तू ကဟိုတက်ဆိုင်ရာပုံကိုတွေကသတင်းစကားပါတာမှန်တယ်ဒါပေမဲ့အကုန်လုံးကတော့ကိုကရွေးလိုက်လို့အဲ့လိုမျိုးမကောင်းဘူးเนาะဒါပေမဲ့နားထောင်ကြရင်တော့နားထောင်ကြည့်လို့ရပါတယ်ဟုတ်ပြီအဲ့ဆိုရင်ကျွန်တော်အဲ့မှာပေါ့နော်အသက်ပြင်းပြင်းရှူပြီးွားပြီဆိုရင်ဗီဒီယို pause လုပ်ပြီးတော့အသက်ပြင်းပြင်းရှူလိုက်ပါပြီးွားရင်စတင်လို့ရပြီပေါ့နော်โอเคအဲ့ဆိုကျွန်တော်ပထမဦးဆုံးအနေနဲ့ပထမဦးဆုံး runes ကဘယ်လိုသတင်းစကားမျိုးကိုပါပေးလဲဆိုတော့ကျွန်တော်တစ်ချက်ကြည့်လိုက်မယ်ပေါ့နော်ကြည့်ပြီးွားပြီဆိုရင်ကျွန်တော်တေချာလေးအဟောတွေကိုကျွန်တော်ဟောကြားပေးသွားမှာပေါ့နော်โอเคအဲ့ဆိုကျွန်တော်ပထမဦးဆုံး runes ကိုကျွန်တော်စတင်ပြီးတော့လမ်းလိုက်ပါမယ်။အိုးပထမဦးဆုံး runes ကိုရွေးထားတဲ့လူတွေကတော့အဓိကအားဖြင့်ဘာလုပ်ကြမလဲဆိုတော့ကိုလက်ရှိအခြေအနေမှာပဲခဏစောင့်ရအောင်ပေါ့နော်။ရက်စောင့်ရမယ်ဆိုတဲ့အနေအထားတစ်ခုပါ။ရေခဲလိုမျိုးအေးခဲနေရမယ်ဆိုတဲ့အနေအထားတစ်ခုကိုပေါ်ညွှန်းနေပေါ့နော်။အဲ့တော့လက်ရှိကအဆင်ပြေနေတဲ့ချောမွေနေဆိုရင်တော့ဘာမှမဖြစ်ပေမဲ့အဆင်မပြေသေးဘူးဆိုလည်းအဆင်မပြေတဲ့ကာလတစ်ခုမှာပေါ့နော်။နည်းနည်းလေးအခက်ခဲလေးတွေနဲ့နည်းနည်းရင်ဆိုင်အောင်မဲ့ဥစ္စာမျိုးကိုသူကပေါ်ညွှန်းပါတယ်ပေါ့နော်။အဲ့တော့သူကဒါကဘယ်ပုံကိုတွေကသတင်းစကားပါရဆိုတောတွေတောင်တွေပေါ်မှာနေတယ်အဲ့လိုမျိုးပေါ့နော်လုံးဝသူ့မှာလည်းအရိုင်းဆန်တဲ့ညင်ရှိတယ်ပေါ့နော်အရိုင်းဆန်တယ်ဆိုတာအဓိကသူ့မှာလုံးဝဘယ်လိုပြောရမလဲဟိုရွရွချွန်ချွန်နဲ့ပေါ့နော်အဲ့လိုမျိုးစိတ်သက်ပြင်းထန်တဲ့နဖျားမှတပားစီကလာတဲ့သတင်းစကားလို့ပြောလို့ရသလိုပြီးတော့သူနဲ့တက်ဆက်နေတယ်ပေါ့နော်အဲ့လိုမျိုးပုံစံမျိုးရှိတယ်တခြားဒီ net တွေတက်ဆိုင်ရာပုံကိုတွေရှိရလာတဲ့သတင်းစကားလို့လည်းပြောလို့ရပါတယ်အဲ့တော့ဒီပထမဦးဆုံး rules ကိုရွေးထားတဲ့လူတွေကဘာလုပ်ကြမလဲဆိုရင်တခုခုကိုပေါ့နော်ကိုကလုံနေတယ်ဆိုရင်ပေါ့နော်အဲ့ဟာအတွက်ကြံ့ကြာတတ်ပါတယ်အဲ့လိုမျိုးနည်းနည်းလေးပေါ့နော်အခက်ခဲလေးတွေရှိတာဆိုတာတက်ပေါ့နော်ကြံ့ကြာနေဖြစ်ရမယ့်ဟာမဖြစ်ဘူးဆိုတဲ့ဟာမျိုးတော့ပြနေပေါ့နော်အဲ့တော့ဒါမဲ့စိတ်လည်းမပူပါနဲ့ပေါ့နော်စိတ်မပူနဲ့ဆိုတာကဒီလက်ရှိအခြေအနေမှာပဲခဏလေးစောင့်အောင်ဆိုတဲ့နမိတ်မျိုးကိုသူကပေးပါပေါ့နော်အဲ့တော့ဒုတိယ rules ကိုကျွန်တော်လှန်လိုက်ပါမယ်ဒုတိယ rules ကြတဲ့လူတွေကတော့လုံးဝတပိတ်ဝင်အိတ်ဝင်ငွေတွေဝင်လာမယ်လက်ဆောင်တွေရတော့မယ်ပေါ့နော်ဒါကကြတော့ဟိုပေါ့နော်ဒီသတင်းစကားကြတော့ကျင်းသေးတာကအဲ့လိုမျိုးပေါ့နော်ဒီတိုက်တွေပါနေပတ်သက်တဲ့လူတွေတခြားအဲ့လိုမျိုးပေါ့နော်ဒီပတ်စံနဲ့ငွေကြေးနဲ့ပတ်သက်ပြီးတော့အဲ့လိုမျိုးစီးစိမ်ဥစ္စာဒနာကျွယ်ဝတဲ့ancestor တွေ god တွေ goddess တွေရှိရလာတဲ့သတင်းစကားဖြစ်ပါတယ်အဲ့တော့ဒီနံပါတ်2 runes ကိုရွေးထားတဲ့လူတွေကတော်တော်လေးကောင်းတယ်ဒီရက်ပိုင်းမှာအဲ့လိုမျိုးထီတွေပါထိုးကန်ဆန်းကြည့်လို့ရတယ်ထီပေါက်ကိန်းတွေပါလေအဲ့လိုမျိုးရှိနိုင်တယ်ငွေကြေးကန်ကောင်းနေတယ်ပြီးတော့အဲ့လိုမျိုးပေါ့နော်အလုပ်ကိစ္စတွေပေါ့နော်ကျွန်တော်တို့ဒီဟိုအိမ်ရောင်းဝယ်နဲ့ပတ်သက်တဲ့ကိစ္စတွေကားရောင်းဝယ်နဲ့ပတ်သက်တဲ့ကိစ္စတွေမှာပွင့်လန်းလာနိုင်တယ်ပြီးတော့သူတို့ရဲ့ပေါ့နော်ဒီငွေကြေးရေးပေါ့နော်လှည့်ပတ်စီးဆင်းမှုပုံစံကလည်းပို့ပြီးတော့ကောင်းလာပေါ့နော်ငွေစီးဆင်းမှုကောင်းလာဆိုတဲ့သဘောတရားကိုသူကဖွင့်ညွှန်းပါတယ်အဲ့တော့ဟုတ်ပြီဒီကနံပါတ်2ကိုကြည့်ပြီးွားပြီဆိုတော့မြန်မြန်လေးနံပါတ်3လေးကိုသွားလိုက်မယ်ပေါ့နော်နံပါတ်3ကကြတော့ဒီမှာပေါ့နော်ဒီ runes ကိုကြားရပေါ့နော်သူကကြတော့ဘာလို့စေညွှန်းလဲဆိုတော့ပေါ့နော်ကျွန်တော်တို့ရဲ့ပေါ့နော်ဟိုးတိတ်ကရှိခဲ့ဘူးတဲ့ပထန်းဆက်ပုံကိုတွေပေါ့နော်အရင်ဘဝကတော်ဆက်ခဲ့ဘူးတဲ့ပုံကိုတွေအဲ့ပုံကိုတွေရှိကနေပြီးတော့ပေးလိုက်တဲ့သတင်းစကားကိုရရှိလာလို့လည်းပြောလို့ရတယ်ပေါ့နော်အဲ့တော့သူကဒီ runes ကကြတော့ဘာကောင်းလဲဆိုတော့ကိုတွေအခြေတီးပြီးတော့တေချာစနစ်တကျဖြစ်လာအောင်တိဆောက်ထားတဲ့အရာတခုပေါ့နော်ကိုမက်ခဲ့တဲ့အိမ်မက်တခုကိုမျှော်လင့်လာတဲ့အရာတခုအဲ့အရာတခုကကိုရှိကိုဖြစ်မြောက်လာတော့မယ်ဖြစ်မြောက်လာအောင်လဲစောနာပထန်းဆက်တွေပုံကိုတွေကကိုကူညီပေးမယ်ဆိုတဲ့နမိတ်ကိုသူကရည်ညွှန်းပါတယ်အဲ့တော့ကိုလုံးဆရာရှိတဲ့ဟာကိုဆက်လုပ်ဖို့တော့လိုပါတယ်အဲ့ဒါကိုရက်လိုက်မယ်ဆိုရင်တော့ကိုဘက်ကပေါ့နော်သူတို့ဘက်ကအကူအညီတွေလည်းရောက်လာဖို့ခက်ခဲသွားပါလိမ့်မယ်ပေါ့နော်အဲ့လိုမျိုး rules ကိုကြားပါတယ်အဲ့တော့နံပါတ်3ခုမြောက်ကိုကျွန်တော်ချက်ကြည့်လိုက်ပါမယ်
နံပါတ်3ခုမြောက် runes ကလည်းပြောရရင်တော့တော်တော်လေးကိုကောင်းတယ်လို့ပြောလို့ရတယ်လို့နည်းနည်းလေးလဲနည်းနည်းတယ်လို့ပြောလို့ရတဲ့ runes ခုပါပေါ့နော်ဘယ်လိုလဲဆိုတော့ဟိုပေါ့နော်ဒီလက်ရှိအခြေအနေမှာကကြတော့ကိုမျှော်လင့်ထားတဲ့အရာတွေရှိတယ်ကိုအိမ်မက်မှတ်ထားတဲ့အရာတွေရှိတယ်ကိုရဲ့ပေါ့နော်ကိုသွားမယ်ဆိုတဲ့ခရီးပန်းနိုင်ပေါ့နော်အဲ့ခရီးပန်းနိုင်ကကိုအနာကိုပေါ့နော်ရောက်လာပြီဆိုတဲ့ရည်ရွယ်ချက်မျိုးပေါ့နော်ကိုဖြစ်ချင်စေချင်တဲ့ဟာတခုကဖြစ်လာတော့မယ်ဆိုတဲ့နမိတ်မျိုးအတိတ်မျိုးပေါ်ညွှန်းပါတယ်ဒါကကြတော့အဲ့လိုပျော်ပျော်နေတတ်တဲ့နတ်ဖျားတွေပျော်ပျော်နေတတ်တဲ့အဆောင်ရှောက်ပုံကိုယ်တွေကြီးကပြောလိုက်တဲ့ပေါ့နော်ပျော်ရွှင်စရာသတင်းစကားတစ်ခုလို့ကျင်းနေပေါ့ပြောလို့ရပါတယ်အဲ့တော့ဒီ runes ကလည်းတော်တော်လေးကောင်းပါတယ်ပေါ့နော်အဲ့တော့ကိုရှိကိုရောက်ရှိလာမယ်ကိုရောက်ရှိတော့မယ်ကိုရဲ့ရည်မှန်းချက်ပန်းနိုင်ကိုမြင်မြန်ဆန်ဆန်လက်ကင်လာပါစေလို့ကျွန်တော်ကလဲဆူတောင်းပေးပါတယ်ပေါ့နော်အဲ့တော့နောက်ဆုံး runes ကိုကျွန်တော်ချက်ကြည့်လိုက်မယ်နောက်ဆုံး runes ကတော့နည်းနည်းလေးပေါ့နော်သတိထားရမယ့် runes ဖြစ်သူလို့ NAL လေးနည်းနည်းလေးရှိရ runes လို့ပြောလို့ရတယ်ဒီလက်တလောခြေနေမှာပေါ့နော်ဒီနံပါတ်5 runes ကိုရွေးထားတဲ့လူတွေကအတိုက်ခိုက်ခံရတာတွေကိုလာပြီးတော့ထိခိုက် NAL ပြူတာမျိုးလေးကြုံရတတ်ပါတယ်အဲ့လိုဟာမျိုးကိုလည်းနည်းနည်းလေးသတိထားဖို့လိုတယ်ပေါ့နော်အဲ့လိုမျိုးလန်ခီသွားလာရင်လည်းတခုခုထိခိုက်မိတာတို့တဲ့မှာအဲ့လိုမျိုးပေါ့နော်တသနာတခုခုတက်တာတို့အဲ့လိုမျိုးဟာလေးဖြစ်တတ်တယ်ပြီးတော့ကိုလာပြီးတော့ပေါ့နော်အဲ့လိုမျိုးရန်ကြောင်းမဲ့ရန်ရှာတာအဲ့လိုမျိုးပေါ့နော်အဲ့လိုပြဿနာလာရှာတာမျိုးလေးရှိတတ်လို့ပေါ့နော်ဒီဟာကျတော့ဒီ runes ကိုရွေးထားတဲ့လူတွေကျတော့သူတို့ ancestor တွေဇောနာပဋ္ဌာန်းဆက်တွေကဘာတွေသူကသတင်းစကားပါခိုင်းလဲဆိုတော့တိချာလေးဒီရပိုင်းမှာ queue site ပါကိုလည်းအသင့်အနေထားနဲ့ပေါ့နော်အဲ့လိုမျိုးဟိုလိုရမယ်တတိပြုအများတန်းတတိပြုနေတတိအမြဲကတ်နေအောင်နေပါဆိုတဲ့သတင်းစကားကိုပြောချင်ပါတယ်အဲ့တော့ဒီ runes ကကြတော့ဘယ်နှဖျားတွေဘယ်ပုံကိုကြီးကလာတဲ့ runes လဲဆိုတော့အဲ့လိုမျိုးယောက်ျားဆန်နဲ့ယောက်ျားဆန်တဲ့ energy ရှိရလုံးဝသူတို့ကတခုခုဆိုတခုဒူးရောဒိုင်းလောက်တဲ့ပုံကိုတွေကပြောတဲ့စကားဖြစ်တဲ့အတွက်ကို့မှာကစစ်ဖြစ်လာတော့မှဖြစ်တော့ကို့စစ်ပြင်ထားဖို့တက်မှာကို့ဘက်ကခံစစ်ကိုအသင့်ပြင်ထားဖို့ဆိုတဲ့နမိတ်စကားကိုသူကပေးပါတယ်ဗောနော်အဲ့တော့အခုကျွန်တော်ဟောကြားရတဲ့ဥစ္စာကတော့ဒီမှာလည်းပြီးသွားပါပြီအဲ့တော့ကျွန်တော်ရဲ့ comment မှာလည်းကျွန်တော်ဟောထားတဲ့ဥစ္စာတွေနဲ့ပတ်သက်ပြီးတော့မှတ်ချက်လေးတွေပြုတာ comment လေးတွေပေးတာလေးလုပ်ပေးလို့ရပါတယ်ကျွန်တော် channel ကို subscribe တွေ follow တွေ like တွေမလုပ်ကြသေးနဲ့လုပ်ခဲ့ဝင်ပေးပါနဲ့ဒီဗီဒီယိုလေးကိုလည်းတခြားပဋ္ဌာန်းဆက်တွေအားလုံးမြင်အောင်အတွက်ကျွန်တော် share ပေးကြဖို့ကျွန်တော်မျှော်လင့်ပါတယ်အဲ့တော့အားလုံးကိုကျေးဇူးတင်ပါတယ်မင်္ဂလာရှိသောနေ့ပါနမိတ်ကောင်းတွေတည်ပါစေဗျနောက်ကြောင်မပြန်တွေ့မယ်နော်